快看太猛了，快看太猛不动了。电套。不要，再要红要谢老师。ဘယ်စီးခမ်းမှဖြစ်နေတယ်နော်ဘယ်စီးရုံမှဖြစ်နေတယ်ခွဲခန်းကတော့အဲကောမရှိဘူးနော်ပန်ကန်နဲ့ပဲပေးထားတယ်ရိုးရိုးတော့ခွက်ခန်းလို့ထင်တယ်မွေးပြီမနော်ကလေးလေးချို့ကဒီဗီဒီယိုကျင်းထင်းနေမှာဆိုလို့တကယ်ဟိုတော့ခွက်ခန်းမှာကလေးမွေးတာပေါ့နော်ဟိုမှာမွေးသွားပြီကောင်းတယ်တကြံမကြလည်းမတူတူဟိုရေမကစားမတူတူဒီကိုအလုပ်ချိန်မှာပဲဒီလူတွေတော့ဖွားရင်းနဲ့ထောလိုက်တာပဲကောင်းပါတယ်ဘယ်စီးရုံမှာမွေးလဲတော့ကျွန်တော်လည်းမသိဘူးတီးတဲ့သူရှိရင်လည်းဒီ comment box မှာလာပြီးတော့မှတ်သွားပေးပါဦးနေ့တိုင်းမှာအားလုံးကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့တော့ပေါ့